မင်္ဂလာပါဒီနေ့ကအမေးများနေတဲ့ back fight ပေါ့နော် back fight ကနေပြီးတော့ကေကိုတိုင်းလဲတရက်ကို$10ကျော်ထုတ်ထားပါတယ်ပြီးတော့သူများဒါကေအတီးတယောက်ထုတ်ထားတာသူများထုတ်ထားလဲ$100ကျော် back fight ကနေရထားပါတယ်အကေရထားတဲ့ဥစ္စာကိုလည်းပြမယ်နော်နေတိုင်းဟိုစသုံးကြရငွေမထုတ်တဲ့နေ့မရှိခဲ့ပါဘူးတရက်ကို$10ကျော်$10ကျော်ထုတ်ထားပါတယ်မှန်ချင်နော်မနေ့က$14တစ်ခေါက်$5တစ်ခေါက်$5ကတော့အနီးဘက်ကနေရတာပါအဲ့ဒါကြီးလည်းအကုန်လုံးတေချာရှင်းပြမယ်နော်စုစုပေါင်း$30ကြီးထုတ်သုံးပြီးပါပြီဒီနေ့လည်းကြီး$14လောက်ထုတ်ဖို့ရှိပါတယ်ငွေအမောက်ကိုကြိုက်တဲ့အမောက်မရသေးလို့စောင့်နေရပါโอเคဒါလေးကိုအခုကြီးရှင်းပြမယ်နော်လောလောဆယ် gain ကိုစထောင်းတာကနေစပြီးတော့ရှင်းပြပါမယ်USA VPN ခံရပါမယ်နော်ဒီ gain က USA gain မို့လို့ USA VPN မှာကဲအခု VPN အရင်ခံလိုက်ပါပြီ VPN ကိုကြိုက်တာကိုနဲ့အဆင်ပြေတာသုံးလို့ရပါတယ်ပြီးရင်ကြီးကလုံးဝမထောင်းထားသေးတာဖြစ်တဲ့အတွက်ကြီးရဲ့ invite link ကိုချထားပါတယ်ကြီး invite link ကိုဒီ account ထဲမှာပေးထားတာရှိတယ်ကြီး invite link ကနေကြီးသွားပြီးတော့ထောင်းလိုက်ပါမယ်Okay, download now. Okay, install တင်လိုက်ပါပြီ and ပထမဟိုနေ့ကပြောခဲ့သလိုပဲဒီလို install တင်လို့မရတဲ့ဟာဆိုလို့ရှိရင် APP Play Store ကို clear data အရင်လုပ်ပါ clear data လုပ်ပြီးတော့မှပြန်ထောင်းပါเนาะUSA VPN ခံပြီးတော့ပြန်ထောင်းရင်ထောင်းလို့ရပါတယ်အခုကဒါကြီးကPlay Store ကို clear data လုပ်ဆရာမလို့တန်းဝင်သွားတဲ့အတွက်တန်းပြီးဝင်လိုက်ပါပြီဒါအခုစထောင်းပြီပေါ့နော်စဝင်ချင်း Facebook နဲ့ login မလား Google နဲ့ login မလားလို့မေးပါတယ်အကေကတော့ဖုန်းတွေကအများကြီးဆိုတော့ Facebook ကလည်းအများကြီးမရှိတဲ့အတွက်ကြောင့် Google login လုပ်လိုက်ပါမယ် Google login တွေ့တာတစ်ခုနဲ့ပဲအဆင်ပြေတယ်လို့ချိန်လိုက်ပါတယ်ဟုတ်ပြီဒီမှာ तू ကအသက်10သက်ပေးထားရပေါ့နော်လောဆယ်ကိုတွေလောက်ရမယ့်အလုပ်ကဒီ400နဲ့ဒီနှစ်ခုကို maximum အရင်တင်ပါဒီနှစ်ခု maximum ရောက်သွားတဲ့အနေထားကြတော့မှဒီထဲမှာရှိတဲ့ပတ်စံကိုဒီထဲကိုရွှေ့လို့ရမှာဖြစ်ပါတယ်အဓိကကြီးတို့ကငွေထုတ်တာဒီအပြာနေရပဲထုတ်လို့ရတာပါအပြာနေရနေထုတ်ရင် 0.1 စားထုတ်လို့ရတယ်အနီးကကြတော့ထုတ်လို့မရအောင်မဟုတ်ဘူးရတယ်ဒါပေမဲ့ तू ကကြောင်အဲ့ခါကျတော့အကေခုဒါမစော့တော့ဘူးเนาะဒီဟာစော့တာကတော့ဒါဟိုသဘောပေါက်ကြမှာပါမစော့ဘူးဆိုပြီးစော့မိပြန်ပြီကဲစော့ပြလိုက်ပါတော့မယ်ဒီမှာဗီဒီယိုလေးကတော့ရှေ့မှာဖြစ်ပါတယ်အစအဆုံးငွေထုတ်တဲ့အထိကိုရှင်းပြမှာမဟုတ်လို့ပါဒါဆိုရည်ကြော်ညာကို9စားနဲ့ကြည်ပါနော်ကြော်ညာကို9စားနဲ့ကြည်ပါပြီးတော့ကြော်ညာကတရက်သူပေးကြည့်တဲ့ကြော်ညာ limit ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ9စားကြော်ညာကိုပဲကြည်ပါရွှေပြားလေးတွေရွေးခိုင်းတဲ့ဟာမှာဆိုရင်နောက်ရွှေပြား3ခုပေးမယ်ဆိုတဲ့ကြော်ညာကိုမကြည်ပါနဲ့နော်ဘာလို့လဲဆိုတော့အဲ့ဒီဟာမတန်ဘူးတွေတွက်ကြည့်လိုက်တာမတန်ဘူးထင်လို့ပါဟိုကြော်ညာက limit ရှိတဲ့အတွက်ကြောင့်မလို့ပါနော်ဒါတော့အခုကြော်ညာလာနေရဖြစ်ပါတယ်ကြော်ညာလာနေတော့ကိုဟိုဘက်ဖုန်းကိုတစ်ချက်ဖွင့်လိုက်မယ်ဒါကြီးကအမြဲအားနေဖုန်းနှလုံးနဲ့စော့နေတာပါဖုန်း3လုံးပေါ့နော်ဒီတိုင်း crash လဲကြီးနောက်နေ့ကျရင်ရှင်းပြမယ်ဒီတိုင်း crash လဲငွေရတယ်အဲ့လိုရင်းရမပြီးတော့ကဲဟုတ်ပြီခုနကဒီနှစ်ခုနေရာကိုဒီနေရာနှစ်ခုကို maximum ရောက်တဲ့အထိ level တင်ခိုင်းတယ်မလား level တင်တာအကြောင်းရှိပါတယ်အဲ့လို level တင်ထားလို့ရှိရင်ဒီအပေါ်ကပတ်စံကိုဒီလိုမျိုးပြန်ချိန်လို့ရပါတယ်အနည်းဆုံးသူက1000ရှိရမယ်
1000ရှိမှပြန်ချိန်လို့ရတာဘလို့စေ1000ပြအောင်ဆော့ပေးလိုက်မယ်ဘာကြောင့်ညာမပြီးတော့ဘူးဝိုင်းလေနေဒီမှာကြောညာနေရာတွေဖြတ်ပေးလိုက်ရင်ကောင်းမလားမသိဒီမှာကွယ်ဝိုင်းလေနေမပြီးတော့ဟုတ်ပြီဒါဆိုရင်9စာမှချိန်ပြီးတော့ကြော်ညာယူလိုက်ပါနော်ခုနကအဝိုင်းလဲပြီးတော့ပတ်စံလည်းမရလာထားပါတော့ဒီဟာနှစ်ခုကိုအရင်ဆုံးဘာမှမလုပ်ခင်ဒီနှစ်ခုကအရေးကြီးဆုံးပဲဒီနှစ်ခုကိုအရင်ဆုံး maximum အထိတင်လိုက်ဒီအပေါ်က level 20အထိတင်ရမယ်ဒီအောက်က10 level 10အထိတင်ရမယ်နော်အဲ့ဒီနှစ်ခုကအရေးကြီးဆုံးပဲအဲ့ဒါပြီးတော့ဒီမှာအရေးကြီးဆုံးကဒီတစ်ခုရှိတယ်ဒီ daily test တွေကိုပုံမှန်လုပ်ပေးရပါမယ်ဒီကြံတဲ့ဟာတွေအကုန်လုံးတော့သူလိုရင်းနဲ့တက်သွားလိမ့်မယ်ကိုယ်တိုင်လုပ်ရမှာဒီနှစ်ခုပဲ complete interactive task က every video ရယ်နော် every video ကကြတော့ဒါကိုနှိပ်လိုက်ရင်ကြော်ညာတက်လာမယ်ကြော်ညာက limit ရှိတယ်လို့ပြောတယ်မလားကြော်ညာက limit ရှိတဲ့အတွက်ကြောင့်မလို့ဒီကောင်ကဒီ9ခုကိုအရင်ဦးစားပေးပြီးတော့ဒီကျဲ9ခုကိုအရင်ရအောင်လုပ်လိုက်ဒီကျဲ9ခုမရရင်ဘဝပြတ်မယ်နော်အဲ့နေကြလို့ရှင်ဟိုကလည်းမမီဒီကလည်းမမီနဲ့ဘာမှမမီတော့ဘူးနော်ဒီ complete interactive test ဆိုတာဘာမှမဟုတ်ဒီထဲကိုဝင်လိုက်ကဲဒီဖုန်းဆိုရင်ဝင်လို့မရဘူးကွာသိလားဒီလိုကြီးပေါ်နေလိမ့်မယ်ဒါတော်တော်များများဖြစ်ကြတယ်အဲ့ဒါဆိုဒီလို open လုပ်လိုက်လုပ်ပြီးတော့ this side cannot be reached ပဲဘာမှမဖြစ်ဘူးအဲ့တိုင်းထားပြီးရင်တစ်ချက်ဖက်နဲ့ဒီထဲမှာပဲဒီမှာအဲ့တိုင်းပဲဖွင့်ထားလိုက်ဒီမှာတွေ့လားတက်နေရတွေ့လားဒါ continue the task ကိုပြန်လုပ်ပြီးနည်းနည်းလေးကြာလို့ရှိရင်ပြန်ဝင်ကြည့်ဒီမှာတွေ့လားတက်နေရသူ့ဟာနဲ့သူခဏစောင်းလိုက်အဲ့ဒီအတန်းပြည့်သွားတယ်ဒီစောင်းလိုက်ဒီဘာမှမမြင်အောင်အမဆိုလဲစိတ်မပူနဲ့မြင်ရတယ်ဆိုလဲအဲ့တိုင်းဝင်ထားရုံပဲဘာမှဟိုရှောင်းနေဒီရှောင်းနေမနေနဲ့ဟိုဘက်ကနေယူပါလားခုံရောင်းနေအဲ့တော့မရပါဘူးတလားဒီမှာ test 1ပြီးသွားပြီအဲ့လိုနဲ့ဝင်လိုက်ထွက်လိုက်ဝင်စိုးထွက်ဆို9ခေါက်လောက်ရမယ်နော်9ခေါက်လုပ်လို့ရှိရင်သူကကျဲ40ရမယ်ခဏထားပြီးတော့ဒီဖုန်းကိုပြန်သွားမယ်ခုနကြော်ညာဝင်နေလို့ထားခဲ့တာဟုတ်ပြီကျမပြောတာဒီဟာကိုပြောတာနော်ဒီဟာမှာဆိုလို့ရှိရင်ကိုကြိုက်တာ3ခုရွေးလိုက်ရွေးပြီးရင်အောက်မှာကြော်ညာကြည့်မလားဆိုပြီး gallery ဆိုပြီးပါတယ်တွေ့လားအဲ့ဒီ gallery ကိုမနှိမ့်နဲ့အဲ့ကြော်ညာကိုသွားမကြည့်နဲ့မတက်အောင် skip ပဲနှိမ့်လိုက်နော်ဘာလို့ဆိုတော့ကိုရီးယားအသက်ကုန်သွားလို့ကြော်ညာကြည့်ရင်လည်းအသက်6ခုရတယ်ဆိုတော့ကြော်ညာဟိုကိုယ့်အနေကိုလောက်အောင်သုံးနေရတာဒီမှာကြော်ညာကြည့်ခွင့်ရဖို့အရေးတူရေးပဲဟုတ်ပြီခုနကပြောသလိုပဲဒီ test တွေအကုန်လုပ်ရမယ်နော်အကုန်လုပ်လို့ရှိရင်ဒီမှာရလာမယ်ပေါ့နော်ရလာမယ်ဟာโอเคခုပြမယ်ပတ်စံနေလဲလို့ရတယ်လို့ပြောရမလား9500ဆိုတော့1000ပြည့်အောင်စော့ပြီးတော့လဲပြပါမယ်ပြန်ပြီးတော့အေးကောင်းတယ်ကုန်ပြီဟုတ်ပါ
ကဲဟုတ်ပြီဟိုသွားလေးဆိုင်နေယူလိုက်ပြီကဲခုနဟာလေးရပြီလားခုနဟာလေးရပြီလားမသိဘူးဆိုတော့ရပြီတွေ့လားအဲ့ဒါလေးကလေသိလားဂိမ်းတစ်ပွဲဆော့လိုက်ဒီမှာ2 finish ကိုနှိပ်လိုက်အဲ့လိုမျိုးကြော်ညာကြည့်ပြီနော်မကြော်ညာလာမယ်ဒီကိုပြအောက်ကိုမပြဒီကောင်ထင်ကဲခုနဒီမှာဒါနောက်ဖုန်းတစ်လုံးဒီမှာဆိုရပြီဒီမှာတွေ့လား receipt ဆိုပြီးတော့အခုဒီမှာအခု40ရသွားပြီဒါကြီးအောက်က test တွေအကုန်လုံးကိုလုတ်ထားပြီးသားအစင်းသင်းပြလို့ရအောင်လို့ဒီအပေါ်မှာ900ဒီလိုယူလို့ရတယ်နော်ယူပြီးလို့ရှင်ဒီမှာကြည့်ဒီလို test တွေမှာဝင်ယူပြီးရင်တွေ့လားအခုနကလေဒီမှာကြည့်ဒီအကုန်လုံးပြီးသွားတော့ကျဲအခု100ရလိုက်တယ်အဲ့ဒါကိုပြချင်တာသိလားအနီနဲ့ငွေထုတ်မယ်ဆိုလို့ရှိရင်ကိုကအနီငွေပြည့်ပြီဆိုလို့ရှိရင်ငွေထုတ်လိုက်ရင်ဒါမျိုးကြီးပေါ်သွားမှာဟဲ့ခဏနေဒါမျိုးကြီးပေါ်သွားမှာ तू ကငွေထုတ်ချင်းချက်ချင်းမရဘူးအေးဒါဟိုဒေါ်လာ30ထုတ်ထားတာဒီပထမတစ်ခါကို$15ထုတ်တော့ကလည်းအဲ့လိုမျိုးဒီလိုနှိမ့်ပေးပြီးတော့19ကတီနှိပ်ပေးရတယ်19ကလား15လားမသိဘူးအဲ့15ကနှိပ်ပြီးတော့မှ$5ပဲထုတ်လို့ရတယ်$15ထုတ်တော့$5ပဲကောက်နေဝင်တယ်ခုနကတော့လေမနေ့ကတော့$5တစ်စောင်$14တစ်စောင်ထုတ်ထားတယ်မလားအဲ့ဒီဥစ္စာဒီမှာဒီ$5အနီးတည်းကထုတ်ထားတာအဲ့ဒါ$15ထုတ်တာ$5ပဲရောက်တာအဲ့လိုမျိုးသူကဒီမှာသူ finish ဆိုအောင်နှိပ်ပေးရခုနနှိပ်လိုက်မိရတဲ့တူတယ်ချီပဲအဲ့ဒါနှိပ်လိုက်မိလို့သိလားအဲ့လိုမျိုးနှိပ်ပေးပြီးတော့ဒီမှာဆိုရင်လည်း invite လုပ်ကွာ invite လုပ်ပြီးဒါလေးပြည့်သွားရင်နှိပ်လိုက်ပြီးတော့ဒီကောင်တိုးသွားရမှာဒါဒီကျဲအခု100နဲ့100နဲ့နေတိုင်းတိုးသွားရင်15ရက်ဆိုရင်ဒါပြည့်ပြီအဲ့ဆိုအဲ့ reference နှုတ်ထဲဟာငွေထွက်လာပြီအဲ့အနီးကတိုင်ပတ်တယ်လို့ပြောတာအဲ့ဒါကြောင့်အပြားကတော့ချက်ချင်းထုတ်ရင်ချက်ချင်းရောက်တယ်ဒီမှာအပြားကြတော့ invite သမားတွေဆော့လို့ရတဲ့ငွေတွေရယ်တော့ဒီလိုမျိုးလိုသလိုထုတ်လို့ရတယ်ဒီမှာဒါ invite ကြီးကနေရထားတဲ့ဟာတွေ invite ကြီးရတာဘာမှအဲ့လောက်မရဘူး 2.91 ပဲရတာဒီကောင်က invite ကအဓိကမဟုတ်ဘူးဒီကောင်ကတကယ်ဆော့တဲ့လူရဲ့လိုအားအဓိကเนาะအဲ့တော့ပြောပြမယ်အခုဒီမှာ$8,300ရှိတယ်ဒီဟာ1000ပြည့်လို့ရှိရင်ဒီ ATM နဲ့ကိုရွှေ့လို့ရတယ်ဒီ9 coin 1000ပြည့် ATM နဲ့ကိုရွှေ့လို့ရတယ်ပြီးရင် ATM password ခံမှန်းရမယ်အဲ့ပုံစံနဲ့သွားတာเนาะသွားလို့ရှိရင်ကဲအခုဒီမှာဆော့ပြမယ်เนาะစံ1000ပြည့်တာကိုပြချင်လို့ဒါဒီနေ့တော့ကြော်ညာကြည့်ပြီးသွားရင်မလို့ဒီနေ့ကသူကကြော်ညာထပ်မပြီးတော့အဲ့လိုဖြစ်နေကဲထားတော့ကဲအခုဒီ ATM password ဒီတဲကငွေကဒီ ATM နဲ့ရောက်တာတော့တော်တော်များများကြီးပြောလို့သိကြပါပြီเนาะ ATM password ခံမှန်းတဲ့နေရာမှာပဲတိုင်ပတ်နေကြအခုဒီမှာဆိုရင်ကြီးကကျဲလေးပြည့်သွားလို့နှစ်ခေါက်ခံမှန်းလို့ရတယ်အဲ့ဒါကိုကြီးခံမှန်းပြမယ်เนาะဒီအမှားနှစ်ခုကိုနှိပ်လို့ပြောတာအမှားနှစ်ခုကိုနှိပ်လို့ဘာကြောင့်ပြောလဲဆိုတော့ဒီအမှားနှစ်ခုကိုနှိပ်လိုက်လို့ရှိရင်သူကမဟုတ်တဲ့ဟာနှစ်ခုကိုအမှားချစ်လိုက်တယ်ဟုတ်တဲ့ဟာတွေပဲခြံထားခဲ့ပေးတယ်အဲ့ဒီတော့ကြောင့်မလို့ကိုကဒီ get 1 attempt ကိုနှိပ်လိုက်ရင်ကိုကတစ်ခါပဲရွေးချယ်ခွင့်ရှိတယ်တစ်ခါရွေးလို့မှားတော့ရင်သွားပြီနှစ်ခေါက်ရွေးလို့မရတော့ဘူးအဲ့တော့ကြီးကဒီနှစ်ခေါက်စာတစ်ခါတည်းပြီးသွားအောင်လို့နှစ်ခါမှားရင်ကိုကနှစ်ခါနင်းတာပြီဟုတ်လားအဲ့ဒီဟာကိုပြောချင်လို့နော်ဒီဟာကိုနှိပ်လိုက်လို့ရှိရင်မက်ကေဘာမှလည်းမရဘူးပျောက်သွားတယ်ဆိုတာပျောက်သွားမှာမဟုတ်ဘူးလေနောက်ခေါက်ကြလို့ရှိရင်ဒီကနန်းဒီအခုဒီမှာဒီကနန်းနှလုံးကပယ်သွားပြီးပြီပယ်သွားပြီးတော့ဒီကြံတဲ့ကနန်း9လုံးနဲ့ကနေကိုရွေးပေးရမယ်ဒါကိုပြောချင်တာအခုဒီမှာကနန်း9လုံးအဲ့ဒါဆိုတော့ဒီမှာ exclude 2 round number ဆိုလို့ရှိရင်ကဲဒီမှာကနန်း9လုံးကြံမယ်ဟုတ်လားအဲ့ကနန်း9လုံးကြံပြီဆိုရင်နောက်တစ်ခေါက်
အမားနှစ်ခုကိုရွေးလိုက်ရင်ကနန်း3လုံးပဲကျန်တော့မယ်ကျန်တော့ကနန်း3လုံးပဲကျန်တော့တဲ့အချိန်ကျမှခုနကဒီဘက်ကဟို choose one ကိုနှိပ်အမားတွေကြီးပဲတောက်လျှောက်လဲမနှိပ်နဲ့နော်အမားတွေကြီးပဲတောက်လျှောက်နှိပ်ရင်ကနန်းတစ်လုံးပဲကျန်ပြီးကိုလည်းရွေးမရဘူးသူကအဲ့လိုမျိုးမှားတဲ့ကနန်းတွေပဲချစ်ချသွားပေးတာအဲ့တော့မှားတဲ့ကနန်းတွေချစ်ဖို့အတွက်ကိုပထမအဦးဆုံး3ခေါက်လောက်ကတော့မှားတဲ့ကနန်းတွေကြီးပဲချစ်ပေးလိုက်အမားကိုရွေးပေးလိုက်ကျန်တဲ့အခါကျလို့ရှိရင်ဟိုကိုလက်နဲ့ choose လုပ်ပေးမယ်ဆိုတဲ့ဟာကိုရွေးဟုတ်ပြီလားအဲ့ဒါကြောင့်မလို့ဟိုဒီအဲ့ခါကျမှဒီလိုဖြစ်မှာကွာတိလားဒီအပေါ်ဒီကနန်းလေးလုံးကကြတော့ဒီလေးလုံးလုံးမှာသူကကနန်းအမှန်တစ်လုံးစီပေးတယ်အဲ့တော့တစ်ခါလုပ်ပြီးရင် choose the correct one ဆိုပြီးအမှန်ချစ်ကိုပဲဒီအပေါ်လေးလုံးလုံးကိုရွေးလာခဲ့လိုက်ဟုတ်ပြီလားဒီအောက်တွေရောက်ပြီဆိုလို့ရှိရင်အမားတွေကြီးပဲ3ခေါက်လောက်ရွေးပြီးတော့မှအမှန်ရွေးတာကိုပြန်ရွေးအဲ့ဒါမှကိုယ့်အတွက်မြန်ဆန်မယ်မဟုတ်ရင်ကြာမယ်အဲ့ဒါကိုပြောချင်တာပါနော်Telegram channel မှာတောင်တစ်ခေါက်ပြောထားသေးတယ်ဒီကောင်နံပါတ်ရွေးတဲ့ဟာကိုပြောထားသေးတယ်ပြန်ရှာပြီးတော့ပြမယ်ဒီမှာတော်တော်များများကလေနားမလဲကြအောင်ပထမဦးဆုံး3လုံးကဒီလိုလာမယ် get 1 correct number ကိုရွေးဆိုတာဒီပထမဦးဆုံးခုနပြတဲ့ဒီ ATM နေရာ4လုံးကိုပြောချင်တာပါဒီမှာ ATM မပေါ်ဘူး ATM ပေါ်တဲ့ဖုန်းပြမယ်နော်ဒီမှာ ATM ပေါ်တဲ့ဖုန်းဒီမှာဆိုလို့ရှိရင်ဒီအပေါ်၄လုံးကို get 1 correct number နဲ့ရွေးရမှာပါဒီ၄လုံးကဒီလိုပေါ်ပါလိမ့်မယ်နော်ဒီဟာကို get 3 အတန်းကိုသွားရွေးလို့ရှိရင်3ခေါက်ခံမှန်းခွင့်ပေးမယ်မှန်ခြင်းလဲမှန်မယ်မှားခြင်းလဲမှားမယ်မှားတော့ရင်ဘယ်လိုလုပ်မလဲဟုတ်လား तू ကမှန်တာတစ်လုံးပေးမယ်ဆိုမှတော့ကိုကဘာလို့ရှာရှည်ပြီးတော့3ခါခံမှန်းမယ်သွားလုပ်မှာတော့ get 1 correct number ပဲရွေးလိုက်ဒီ၄လုံးအဲ့လိုသွားချင်တာပါနော်နောက်ပြီးရင်ကဲဒီနောက်ပိုင်းလေးလုံးမှာဒါမျိုးပါမယ်ဆိုမှားပါတာကိုရွေးဆိုတာဒီလေးလုံးမှာဒီမှာ exclude 3 round number ဒီတစ်လုံးမှာဆိုလို့ရှိရင်မှားတာ3ခုသူချစ်ပေးတယ်ဒီနံပါတ်5လုံးမြောက်လုံးဆိုရင်အမှား3ခုချစ်ပေးတယ်အမှား3ခုချစ်ပေးတယ်ဆိုလို့ရှိရင်မှားတဲ့ဥစ္စာ3ခေါက်ရွေးလိုက်ရင်6လုံးပယ်လိုက်ပြီးသားဖြစ်သွားပြီ6လုံးပယ်လိုက်ပြီးသားဖြစ်သွားပြီဆိုမှန်တာတစ်ခုပဲကြံတော့မယ်မှန်တာတစ်ခုကြံတဲ့အချိန်ကျမှ choose this ဆိုပြီးဒီဘက်ကကိုရွေးပေးလိုက်ဒီဘက်ကို3ခေါက်ရွေးလို့အမှား3ခုလုပ်ပြီး6လုံးပယ်ပြီးရင်ဒီဟာကိုရွေးပြီးတော့အမှန်ကိုလက်နဲ့ထောက်ပေးလိုက်ရင်ရပြီအဲ့တော့ဒီဟာကိုဒီနံပါတ်5လုံးမြောက်ကဏ္ဍကိုရဖို့အတွက်ဆိုလို့ရှိရင်ဒီ3 round number 3ခါနှိပ်မယ် get 2အတက်တစ်ခါနှိပ်မယ်ဆိုတော့စုပေါင်း4ခုနှိပ်ဖို့လိုတယ်ဒါရဖို့ဒီတစ်လုံးရဖို့အတွက်ကိုဟုတ်ပြီလားပြီးတော့ဒီခုနကဒီဒုတိယမြောက်လုံးကလေအဲ့လိုပဲသူကလည်း3 round number ပဲပြီးရင်ခုနပြောတယ်လေကြီးပြောတယ်အမှား3ခါပြပြီးနောက်ဆုံးခါကျရင် get 2အတက်အောင်ရွေးပေးလိုက်ဒီနှလုံးကျရင်တော့တိုင်ပတ်ပြီဒီနှလုံးဆိုလို့ရှိရင်သူကနောက်ပိုင်းကျရင်3 round number မဟုတ်တော့ဘူး2 round number ဖြစ်သွားပြီအဲ့ဒါဆိုလို့ရှိရင် round number ကို4ချိန်ရွေးပေးလိုက်အမှား4ချိန်ဆိုရင်ကဏ္ဍ8လုံးပယ်ပြီးပြီကဏ္ဍ8လုံးပယ်ပြီးနှလုံးပဲကျန်တော့တဲ့အချိန်ကျမှ तू ကတစ်ခေါက်ပဲရွေးလို့ရတယ် get 2အတက်မဟုတ်တော့ဘဲနဲ့ get 1အတက်ဆိုပြီးဖြစ်လိမ့်မယ် get 1အတက်ဆိုတဲ့အချိန်ကျတော့မှဒီဟာကိုရွေးပြီးတော့ကဏ္ဍနှလုံးနဲ့ကတစ်လုံးပဲရွေးရတော့တာကွာမှားရင်လည်းမှားရင်လည်းရွေးလိုက်တော့ပေါ့ဟုတ်လားမှားတော့လည်းနောက်တစ်ခေါက်ပြန်ရွေးလိုက်ဒါပဲမှန်သွားတော့လည်းနောက်တစ်ခုပေါ့အဲ့လိုသွားခိုင်းတာပါနော်အဲ့လိုမျိုးလုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဟာအကုန်ပြီးသွားပြီဆိုရင်ဒီတဲဟာသူ့ဟာသူ ATM auto lock ပွင့်သွားပြီးတော့ withdraw ရဲဆိုပြီးတော့ငွေထွက်လာပါလိမ့်မယ်ငွေထွက်ပြီးရင်ဒီအပေါ်မှာလာပေါင်းလိမ့်မယ်ဒီအပေါ်မှာလာပေါင်းရင်ငွေရတန်းထုတ်လို့ရပါပြီဒီကောင်ငွေထုတ်မယ်ဆိုရင်ဒီမှာဒါ PayPal account ထည့်ပြီးတော့တိုက်ရိုက်ထုတ်လိုက်ရုံပါပဲသူကဒီမှာ2. ပိတ်လိုက်ပြီလား2.93 29.34k ကိုမှ 2.93 ပဲရတာပါ USA VPN ခံမှဒေါ်လာနဲ့ပေါ်မှာပါเนาะနောက်တစ်ခုလူမေးများတယ် K နဲ့ပေါ်တယ် RM နဲ့ပေါ်တယ်ငွေထုတ်လို့ရလားထုတ်လို့ရပါတယ်ငွေထုတ်တဲ့အချိန်ကြလို့ရှင် तू ကဒီနေရာကိုသွားကြည့်ပါအမဘယ်ဟာ 32k ရှိတယ်ဘယ်လောက်တန်လဲဘယ်လောက်အဲ့ဒါဘယ်လောက်လဲလို့လာမမေးပါနဲ့ကိုယ့်ဘာသာကိုငွေထုတ်နေမဲ့နေရာမှာသွားကြည့်လို့ withdraw ရဲ့ PayPal ဆိုအောင်နှိပ်လိုက်လို့ရှင်သူ့မှာဒေါ်လာပေါ်လာပါတယ်
အဲ့ကိုဒေါ်လာကိုကိုကြည့်ပြီးတော့ဒါဘလောက်ဖိုးပါလားဆိုပြီးသိလို့ရတယ်နော်ဒီမှာ 29.34k ရှိတယ်ဒီမှာ withdraw ဆိုပြီးတော့ဒီကောင်ဘလူးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ 2.93 ဆိုပြီးဒေါ်လာနဲ့ပေါ်ပါတယ်နော်ငွေထုတ်တဲ့အခါမှာပေါ်ပါတယ်အဲ့ဒါဆိုရင်ဒါအကုန်လုံးပြီးသွားပါပြီเนาะဘာမှလည်းခဲရင်မနာမဟုတ်ပါဘူးဒီအနီဒီထုတ်လို့ရတယ်ထုတ်လို့မရအောင်မဟုတ်ရတယ်ဒါပေမဲ့တိုင်ပတ်တယ်အပြည့်အဝလည်းရချင်မှရမယ်ရချင်တယ်လို့ရတယ်ပေးချင်တယ်လို့ပေးတယ်အဲ့လိုပါပဲအဲ့တော့ invite လုပ်စရာမလိုပါဘူးအဓိကကိုက daily test ကိုပုံမှန်ပြည့်အောင်လုပ်ပြီးတော့ဒီမှာ ATM password ခံမှန်းမှာ invite လုပ်တဲ့လူကြတော့မြန်တယ် invite လုပ်တဲ့လူကြတော့နှေးတယ်နှေးတဲ့လူကြလည်းစုမိတယ်ပေါ့ကွယ်အဲ့လိုမျိုးပါเนาะဟုတ်ဒါပါပဲ